ကျွန်တော်တို့ပစ္စည်းတစ်ခုကိုရောင်းတော့မယ်ဆိုလို့ရှင်ကျွန်တော်တို့ဒီပစ္စည်းနဲ့ပတ်သက်ရင် customer ရဲ့ခေါင်းထဲမှာအနည်းဆုံးဗာမျှော်လင့်လဲအဲ့ဒီမျှော်လင့်ချက်ဒီပြိုင်ဘက်တွေအားလုံးလည်းလုံနေတာကိုတွေ့လိမ့်မယ်အဲ့ဒါဆိုလို့ရှင်ကျွန်တော်တို့ပြိုင်ဘက်တွေအားလုံးလည်းလုံနေတယ် customer လည်းဒါကိုမျှော်လင့်တယ်အဲ့ဒါကြီးကဘာကြီးလဲဆိုတော့ကျွန်တော်တို့သိဖို့လိုပါတယ်နောက်တစ်ခုက augmented လို့ခေါ်တယ် augmented ဆိုတာကသူများတွေဘယ်သူမှမပေးနေဘူးကိုကအစ်စ်ပေးတာ customer မျှော်လင့်တဲ့အထက်ကိုပို့ပြီးတော့ပေးထားတာအဲ့ဒါ augmented လို့ခေါ်တယ် augmented ဆိုတာအစ်စ်ပေးတာသာထိုးလို့ပေးထားတာ augmented လို့ခေါ်တယ်အဲ့တော့သူများတွေထက်ထူးခြားတာဘာရှိလဲအဲ့ဒါကိုယ့်ရဲ့ augmented product ဖြစ်မှာပေါ့နော်သူများတွေဒီလောက်ပေးတယ်ဆိုကိုသူများတွေထက်နည်းနည်းလေးတာပေးထားမယ်အဲ့ဒါဘာဖြစ်နိုင်လဲဥပမာသူများတစ်ထုပ်မှာ10ခုပါတယ်ကိုက17ခုပါနေသလားဒါမျိုးတွေကျွန်တော်တို့စဉ်းစားမှာဖြစ်ပါတယ်ခါလေးကျရင်ကျွန်တော်တို့ service ဘိုင်းအနေနဲ့လဲ augmented ဆိုရဲ value add နော် augmented ဆိုတာ value add လို့ပြောတာပဲ augment ဆိုတာ add ပဲ add ထပ်တိုးတဲ့ဟာပဲနော်ဆိုတော့ value add လုပ်တာပဲအဲ့တော့ကို product မှာကိုမေးရမယ့်မေးခွန်းကကို customer တွေမျှော်လင့်တဲ့အနည်းဆုံးဟာတွေကျွန်တော်တို့လုပ်ပေးနိုင်ပြီလားကို customer တွေဒီမျှော်လင့်တဲ့အတိုင်းဖြစ်သလားအဲ့ဒီပုံမှာ customer တွေမျှော်လင့်တာထက်ကြော်ပြီးတော့မှသူများတွေအားလုံးလုပ်ပေးနေတာထက်ကြော်ပြီးပြိုင်ဘက်တွေအားလုံးထက်ကြော်ပြီးတော့ကို့မှာထူးခြားချက်ဘာရှိတယ်လဲအဲ့ဒါ augmented benefit augmented product လို့ကျွန်တော်ပြောလို့ရပါတယ်နောက်တစ်ခုကဘာရှိလဲဆိုတော့ရေရှည်မှာကျွန်တော်ဒီပစ္စည်းကိုသုံးသွားရဆိုရင်ဘလို့အကျိုးကျေးဇူးတွေရနိုင်လဲအဲ့ဒါ potential product လို့ခေါ်တယ် future benefit ပေါ့နော်အနာဂတ်မှာရနိုင်တဲ့အကျိုးကျေးဇူးပါဥပမာကျွန်တော်တို့မြေတွေဝယ်ကြရဲဆိုလို့ရှိရင်မြေဝယ်ရဲဆိုလို့ရှိရင်တခါလေလဲကွက်ပဲလဲကွက်ကိုကြည့်ပြီးတော့မှဒါရေရှည်ကြလို့ရှိရင်ဘယ်လောက်ဈေးတက်မှာဒီနားမှာဘာတွေစောက်တော့မှာတရားထိုးတော့မှာစသည်အပြင်ပြောတယ်အဲ့ဒီဟာကိုမြင်အောင်ပြီးဝယ်တာဖြစ်တယ်အဲ့တော့ future benefit ဆိုတဲ့အနာဂတ်မှာရနိုင်တဲ့ဟာကိုကျွန်တော်တို့ချိန်ထိုးပြီးဝယ်တာဖြစ်တဲ့အတွက်ဒါကလည်းအရေးကြီးတဲ့အပိုင်းဖြစ်ပါတယ်အဲ့တော့တာမန်ပစ္စည်းတွေမှာတော့ကျွန်တော်တို့ဒီပစ္စည်းတစ်ခုကိုဆွဲသုံးသွားရဲဆိုလို့ရှိရင်ဘယ်လောက်အထိရေရှည်မှာအကျိုးရှိနိုင်လဲဒါမှမဟုတ်တချို့ကအကျိုးရုပ်တာရှိနိုင်တယ်အကျိုးရုပ်တာရှိနိုင်တယ်ဆိုရင်လည်း customer ဒါကိုစဉ်းစားတာပဲခုနပြောတဲ့ဆေးလိပ်တောက်တာမျိုးဆိုလို့ရှိရင်ရေရှည်ဆွဲတောက်လို့ရှိရင်ဒါ cancer တွေဖြစ်နိုင်တယ်ဆိုတော့ဒါ future disadvantage ပေါ့နော်ဒါရေရှည်မှာရှိနိုင်တဲ့ဒါမကောင်းကျိုးပေါ့လေဒီလိုတော့ဖြစ်သွားပါတယ်ဆိုတော့ customer ဘက်ကကြည့်တဲ့အခါကျရင်အဲ့ဒါတွေအကုန်လုံးချိန်ထိုးပြီးကြည့်တာဖြစ်တယ် customer စီဒီပစ္စည်းကြီးကိုဝယ်ချင်တာမဟုတ်ဘူးကျွန်တော်စာအုပ်ထဲမှာဗာပြောလဲဆိုတော့3-inch drill နော်3လက်မ drill ကိုဝယ်တယ်ဆိုတာတဲ့ drill လိုချင်လို့ဝယ်တာမဟုတ်ဘူးအပေါက်လိုချင်လို့ဝယ်တာတဲ့ဒီလိုပြောတယ်အဲ့တော့ကိုရောင်းတာတော့ drill ရောင်းတယ်လွန်သွားတွေရောင်းတယ် customer ဘာဝယ်တာလဲအပေါက်ဝယ်တာတဲ့ဆိုတော့ဒါကဘာကိုပြောလဲဆိုတော့ customer ဘက်ကကြည့်ပါ customer ဘက်က benefit ကိုနားလည်ပါသူဘာမျှော်လင့်လဲသိပါဒါဆိုလို့ရှိရင်ကျွန်တော်တို့ကဒီ product တွေကိုအမြဲတမ်းပို့ကောင်းအောင်လုပ်ပေးနိုင်လိမ့်မယ်